ကျွန်တော်နှွေဦးထူရဲ့သတင်းအောက်ကကွန်မန့်တွေကိုဖတ်ကြည့်တော့ရင်ထဲမှာစိတ်မကောင်းဖြစ်မိသွားပါတယ်အစိုးရကထောက်ပံ့တယ်လို့ပြောနေပေမဲ့လို့မြေပြင်ကစီရီယန်တွေအများစုကတော့မရဘူးလို့အော်နေကြပါတယ်ကျွန်တော်တို့တော်လှန်ရေးလုပ်နေတာဟာတခိုးနေရာမှာတခိုးအစားထိုးဖို့မဟုတ်ပါဘူးမတရားမှုတွေကိုတိုက်ဖြတ်ဖို့ပါအခုလိုမြေပြင်မှာတကယ်ငက်ပြတ်နေတဲ့သူတွေစီမရောက်ပဲစီမံခန့်ခွဲမှုတွေလွဲချော်နေတာကိုတာဝန်ရှိသူတွေအနေနဲ့နှီးစက်ရကိုပဲကြည့်မနေပဲတေချာပြန်လဲစီစစ်သင့်ပါတယ်ကျွန်တော်တို့ကတပြားမှမရပါမဲ့ဆက်လက်ပြီးတိုက်ပွဲဝင်နေအောင်မှာပါဒါပေမဲ့စီးရင်တွေကခဏနေတဲ့မြေပြင်ကဝမ်ဘိုက်တွေကဘိုးအရေးကြီးတယ်ဆိုတာကိုတော့သတိပေးခြင်းပါတယ်ဗျဒါကတော့ဦးမန်းဝင်းခိုင်တန်းသူ့ရဲ့ Facebook အကောင့်မှာတင်ထားတဲ့သတင်းလေးဖြစ်ပါတယ်ပြည်သူအပြင်စီရီယန်ကိုထောက်ပံ့နိုင်ခဲ့သောຫນွေဦးတီ2024-2025ဘဏ္ဍာရေးနှစ်အတွင်းအမျိုးသားညီညွတ်ရေးအစိုးရစီမံကိန်းဘဏ္ဍာရေးနှစ်ယင်းနှမြုံနယ်မှုဝန်ကြီးဌာနအောက်မှာရှိတဲ့စီရီယန်ဆက်ဆက်ကော်မတီမှတဆင့်ဝန်ကြီးဌာနအသီးသီးရှိစီရီယန်နိုင်ငံဝန်ထမ်းများထံစုစုပေါင်းငွေကျပ်1541တန်းကျော်ကိုအောင်မြင်စွာထောက်ပံ့ဂုဏ်ပြုပေးနိုင်ခဲ့ပါတယ်။ဤကဲ့သို့စီရီယန်နိုင်ငံဝန်ထမ်းများအားပုံမထောက်ပံ့ကူညီနိုင်ရေးအတွက်အဆက်မပြတ်ကြိုးပမ်းအားထုတ်ဆောင်ရွက်နိုင်ခဲ့ခြင်းမှာຫນွေဦးထီကိုယုံကြည်အားပေးခဲ့ကြသည့်မိဘပြည်သူຫນွေဦးထီရှိသူများ၏တဦးတယောက်ချင်းစီပါဝင်အားပေးမှုကြောင့်သာဖြစ်ပါတယ်။ထို့ကြောင့်စီရီယန်နိုင်ငံဝန်ထမ်းများကိုထောက်ပံ့ကူညီနိုင်ရန်အောင်လံလှင့်ရှိကစတင်ပြီးဆောင်ရွက်ခဲ့သောຫນွေဦးထီသည်ပြည်သူအပြင်ဒီမိုကရေစီခရီးလမ်းတွင်ဆက်လက်တဲ့ကရဲရှိတက်ရှောက်လန်းသွားမည်ဖြစ်ပါသည်တဲ့အဲ့ဒီပို့ရဲ့အောက်မှာတော့စီရီယန်ရဲ့ရင်ဖွင့်တန်လေးတွေကြားခဲ့ရတယ်ပေါ့နော်ကြားမြင်ခဲ့ရတယ်ပေါ့ကျုပ်တို့စီကစီရီယန်ဘာတစ်ခုမှမရကြတဲ့အပြင်ရအလုပ်လုပ်တတ်တဲ့အလုပ်လုပ်တော့လဲအခွန်ဆိုပြီးကောက်နေတာခံနေရပါတယ်တဲ့စီရီယန်ရဲ့ပြည်သူဂုံကြီးခွဲတန်းဘတ်3 သန်းကကုန်ပြီလားဗျမြင်ဘူးခြင်းလို့ပါဗျကုန်ပြီလို့ပြောရင်လဲစိတ်ဆိုးမယ်မရှိတော့ဘူးလို့ပြောရင်လဲဒေါသဖြစ်မယ်ခွဲဝေပြီးတုံးလိုက်တယ်ဆိုပါတော့ဗျာကဲလက်လျှော့လိုက်ပါတော့ဒေါ်လာ3 သန်းကထိုင်းဘတ်မဟုတ်ပါအဲ့လိုမျိုးစီရီယန်ခေါင်းစဉ်နဲ့လှူထားတာဒေါ်လာတန်းရာနဲ့ရှိပါတယ်ဒါကြောင့်မလို့အန်ယူဂျီတခိုးတွေငွေစင်ရေးအစ်မခံတာပါခက်ခဲကြက်တဲမှုများနဲ့ရင်ဆိုင်နေကြရသောနိုင်ငံဝန်ထမ်းစီရီယန်များအမှန်တကယ်ထောက်ပံ့မှုရကြပါရဲ့လားငါတွေ့ဘူးသမျှစီရီကတော့တခါမှမရကြဘူး FV မှာတော့တွေ့နေတာပဲထောက်ပံ့ပေးငွေတွေစီရီယန်သမားတွေစီတကယ်ရောက်မရောက်စုံစမ်းတင်နေထင်းနေခုမှလိုင်းပေါ်တွေ့လို့သတိရတာပါတခါမှတော့မရဘူးပါဘူးမရလို့ပြောတာမဟုတ်ပါဘူးလိုအပ်တဲ့သူတွေတော့တကယ်ရစေချင်ပါတယ်ကျေးဇူးပါလေးစားရပါတော့ဝန်ကြီးခင်ဗျာစီရီယန်ဝန်ထမ်းတိုင်းထောက်ပံ့ငွေမရကြပါဘူးတချို့ဆိုထမင်းကိုနှက်မမှန်ပါဘူးထမင်းမစားသပိတ်မှောက်ကြလေတပြားမှမရဘူးပေမဲ့ဒေါ်လာရေးအတွက်နောက်မတွန့်ပါဘူးထောက်ပံ့ပေးသူတွေ UNG ကိုရအောင်ပေးကြပါအလေအလွတ်မဖြစ်ပါစေနဲ့တဲ့တယောက်ကတော့ရေးထားပါလေဗျကျွန်တော်အိမ်လက်ကရှင်းဖို့ဘတ်1000လောက်လိုနေပါတယ်ခင်ဗျာအဲ့ဒါကူညီနိုင်မယ်ဆိုရင်ချက်ပေါက်ကိုဘောင်ရှာပို့ပေးလိုက်ပါမယ်ဟုတ်မဟုတ်ပြန်စစ်ရတာနဲ့ကြာနေမယ်တဲ့အကြောင်းပြန်ပေးမယ်လို့မျှော်လင့်ပါတယ်ဝန်ကြီးချုပ်အနေနဲ့ကူညီပေးနိုင်ရင်တခြားအဖွဲ့အစည်းတွေကိုအကူအညီတောင်းထားတာရက်လိုက်ပါမယ်မလိုအပ်ဘဲဝန်ထမ်းကိုရေးအချက်လက်တွေမဖောင်းပွားစေခြင်းလို့တော့ပါနားလေသဘောပေါက်မယ်လို့ယုံကြည်ပါတယ်ခင်ဗျနောက်တစ်ယောက်ကတော့ဂျမကတော့တခါမှမရဘူးပါတကယ်ရောပေးတယ်လားဘယ်လိုစီရီယန်တွေကိုကူညီပါသလဲစစ်သားစီရီယန်ရဲစီရီယန်တွေရောပေးပါသလားတယောက်ကမေးထားတယ်ခင်ဗျနော်အတီကြီးမလိန်ညာဘူးလေသိတဲ့လူတွေလက်မထောင်ပေးသွားကြအောင်ဟေးတဲ့ရကျင်လို့ပြောတာမဟုတ်ပါဘူးနင်တို့ပေးမဲ့ပတ်စံလဲစိတ်ဝင်စားပါဘူး
ဒါပေမဲ့ငါလည်းမရဘူးတလို့ငါငယ်ချင်းတွေထဲမှာလည်းရဘူးတဲ့သူတွေမရှိဘူးရဘူးခြင်းပါတယ်စက်မှုစီဒီယန်မှာမရဘူးပါဘူးစီဒီယန်ကဒေါ်လာရဲဘော်ကလုံနေတာဘာထောက်ပံ့ခြင်းမှမရဘူးဒါပေမဲ့အားမချော့ပါဘူးခက်ခဲကြက်တဲ့ပေမဲ့လဲထောက်ပံ့ခြင်းမရတဲ့ဝန်ထမ်းတွေကများနေတာပါတဲ့သွားလူလိမ့်ရွာရဘူးပါတယ်ရွာမီးလောင်တော့ကမရဘူးတဲ့ဘဝတူတွေရှိရမျော်လင့်မနေနဲ့စာပဲထုတ်တတ်တာကြံတာတွေအိတ်ထက်ကျွန်တော်ဒီစီရီယန်တွေကတော့တယောက်မှအခုချိန်ထိမရဘူးပါတကယ်ပဲရလာလို့စုံစမ်းပေးပါမရဘူးတာကတော့ခက်တယ်ဗျလေးစားရပါတော့ဆရာစစ်ကနေအကောင့်လေးပေးပါဦးဗျမြေပြင်ချင်းတွေကိုအမြဲသတင်းပို့ခြင်းလို့ပါဗျအမလေးမန်းဝင်းခိုင်တဲ့စီရီယန်နိုင်ငံဝန်ထမ်းတွေကဘယ်သူတွေလဲမရဘူးတခါမှမရဘူးသေးပါဘူးတောက်ချက်ခွဲတယ်တဲ့အသက်လည်းကြီးပြီးမူးရင်6မတင်ပါနဲ့တကယ်စီရီယန်သမားတွေယာယီတော်လိုင်းအစိုးရလို့ဂျားခတ်အယူဂျီရဲ့တစ်ခုပြီးတစ်ခုအလွဲတွေကိုမြင်ပြီးယူရင်ခင်ဗျားတို့ဒုက္ခရောက်ကုန်မယ်ပြည်သူလို့ထဲ့ရေးမနေနဲ့နင်တို့အယူဂျီကလူတွေ9နှစ်ပြည်တော့မယ်ဘယ်ပြည်သူလူထုတွေဘာလုပ်ပေးဘူးလဲငါတို့ပြည်သူတွေကနင်တို့စောက်ခွက်တော်မမြင်ရဘူးအပြင်မှာကလိုင်းပေါ်မှာပဲဟိုစာထုတ်ဒီစာထုတ်လိုက်နဲ့အချိန်ကုန်တယ်ငကိုကတဲ့ကအယုံကြည်မရှိတာနင်တို့ကိုညီပိန်းတွေပဲယုံမယ်တိထားဖို့အယုံကြည်ကိုမေးပေးကြပါငါနဲ့မတူငါရန်သူဆိုတာဖက်ဒရယ်မှာရှိတာလားဒီမိုကရေစီမှာရှိတာလားအလူခံအသုံးစင်းမပြနိုင်တာကောဖက်ဒရယ်စနစ်မှာရှိတာလားဒီမိုကရေစီစနစ်မှာရှိတာလားလို့အရက်ဘက်ဝန်ထမ်းအသက်ကြီးမှစီရီယန်လောက်ခဲ့ပြီးသားသမီးမရှိအမေအိုကြီးနဲ့အတူနေထိုင်ပြီးဘာဝင်မှလည်းမရှိအတော်ဒုက္ခရောက်နေတဲ့စီရီယန်တွေလည်းရှိပါတယ်ပြည်သူရင်ကိုချိတ်ပေးလိုက်တာပြည်သူရင်ကတစ်လပဲပေးတယ်နောက်မပေးတော့ဘူးလို့ပြောတယ်အရန်ဒုက္ခရောက်နေတယ်နည်းနည်းများရရင်ပေးစေချင်ပါတယ်ဆက်သွယ်ပေးပါမယ်အယူဂျီနဲ့ CRPH စီရီယန်ဆက်ဆက်ကော်မတီစီကတပြားမှမရဘူးတဲ့စီရီယန်သိန်းနဲ့ရှိတာမင်းသိလားစရင်ကောက်ပေးရမလားမင်းတပည့်တခိုးမှအတွင်းဝင်ကြည့်ပြကိုမေးကြည့်လိုက်အောင်နူထီရရှိမြင့်ငွေတစ်ချင်းတစ်ခါမှမရရှိဘူးပါဝန်ကြီးချုပ်ကြီးခင်ဗျာသက်ဆိုင်ရာပညာရေးပုတ်ဖွဲ့နဲ့ UIC တို့ကလည်းဘယ်တော့အခါမှပဲလာရောက်ဆက်သွယ်ရေးစင်းကောက်ခြင်းမပြုကြသည်လဲတနိုင်ငံလုံးနှီးပါပင်ဖြစ်နေပါသည်ဝန်ကြီးချုပ်ကြီးခင်ဗျာတဲ့ဒါကတော့ဒါစီရီယန်နေသူဝန်ကြီးချုပ်ကတင်တဲ့ Facebook မှာတင်တဲ့စာအောက်မှာဒါမရဘူးဆိုတာဟုတ်ပေါ့နော်ရေးထားတာဒီအများကြီးပါဒါကျွန်တော်ဒီလောက်ပဲဖတ်ပေးတာပါဟိုမှာအားလုံးကတော့မရကြဘူးလို့ပဲခြုံပြီးပြောရရင်တော့မရကြဘူးလို့ပြောထားတာလေးဖြစ်ပါတယ်အဆုံးသက်မှာတော့ဘာလို့ပြောထားလဲဆိုအကြံပြုထားတာပေါ့နော်ဒီ CDN နဲ့ကတယောက်ကအကြံပြုချက်တစ်ခုပေးထားပါတယ် UNG ဝန်ကြီးဌာနက CDN ဖိုကယ်တွေကိုတေချာပြန်စစ်စစ်တင်ပါတယ်ပြည်တွင်းမှာစစ်ပေးချောင်အဖမ်းဆီးချောင်ပြီးမလုံမလတ်နေရတဲ့ CDN တွေပြည်တွင်းမှာနေပြီးတော်လိုင်းတွေပြန်လဲပေးဆက်ပါဝင်နေတဲ့ CDN တွေကိုဦးစားပေးရွေးချယ်တင်ပါတယ်ခုနောက်ပိုင်းကာလမှာလေရင်ကိုကြောက်နေရပြီပြည်တွင်းမှာနေလို့ရနေရတယ်အများကြီးရှိနေပါပြီပြည်ပရောက် CDN တွေကိုလည်းတေချာရွေးချယ်ပြီးတာဝန်တွေပြန်ပေးတင်နေပါပြီခုကအလုပ်ဖြစ်ပြီးဆိုပြီးရောစရေးကိုညှို့မှုခန့်လို့ခက်ရခိုင်ကပြန်တန်းဝင်ရရှိ CDN တွေကိုပြန်တန်းမဝင်သေးတဲ့ဝန်ထမ်းတွေအောက်ရောက်လို့ရောက်ရခိုင်ကပြန်တန်းဝင်ရရှိတွေကလည်းအလုပ်တို့ကြုံကလည်းရှိရာထူးရာခံကလည်း CDN လောက်လာကြသူတွေဆိုတော့ဝန်ကြီးဆိုလည်းပြန်ပြောပြန်ဆွေးနွေးကြတာပဲအဲ့လိုအရာရှိ CDN တွေကိုပြန်မပြောနားမထောင်နီးစက်ရပုံကိုယ်တွေကို CDN တွေကိုနေရာပေးအတွေ့အကြုံရှိတဲ့ CDN ပြန်တန်းဝင်အရာရှိတွေရဲ့အထက်မှာဝန်ထမ်းတစ်ခါမှမလုပ်ဘူးတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ၎င်းတို့မိသားစုဝင်တွေပါတီဝင်တွေကယာရုတွေယူထားCDN ကိုတင့်တော်သလိုတော့နေရာချထားရေးပြန်မလုပ်နိုင်သေးရင်အစိုးရရန်နေရာကိုလက်ပတ်စီမံကြမလဲဘလို့လက်ပတ်စီမံကြမလဲဆိုတော့မေးခွန်းထုတ်เสียဖြစ်လာပြီသူနေရာနဲ့သူအသုံးချတတ်တာကမှခေါင်းဆောင်မှုစီမံခန့်ခွဲနိုင်မှုကောင်းတဲ့တာဝန်ယူတာဝန်ခံနိုင်တဲ့ခေါင်းဆောင်တွေဖြစ်မှာပါနီးရလူပြောစကားပဲနားတဲ့ဝင်နေတော့အစိုးရရန်နေရာကိုကောင်းကောင်းလက်ပတ်နိုင်မှာမဟုတ်ပါဘူးဝန်ထမ်းမလုပ်ဘူးတွေကိုနေရာပေးခြင်းရင်ဝန်ထမ်းရာထူးမဟုတ်တဲ့ရွေးချယ်ခံဝန်ကြီးဒုဝန်ကြီးလောက်ပဲပေးကြပါခုတော့မြင်မကောင်းအောင်အတွင်းဝန်ကဆလို့ညွန့်ကျုပ်ဒုအတွင်းဝန်ဒုညွန့်ကျုပ်ညွန့်မှုထိကိုယ်စလဲတွေပါတီဝင်တွေနီးစက်ရပုံကိုယ်တွေနဲ့လွတ်တဲ့ယာတုတွေရှိသေးရဲ့လားပဲအစိုးရအဖွဲ့ကလည်းသေချာပြောင်းလဲဖို့လိုအပ်တယ်လို့ပျက်စီးယိုယွင်းနေတဲ့ဝန်ထမ်းရန်တရားကိုလည်းပြန်တက်မှတ်ဖို့လိုပါတယ်လို့
နော်အကြံပြုထောက်ပြပေးသွားတာဖြစ်ပါတယ်နော်ကျွန်တော်ရဲ့ဒီ channel လေးမှာတော့ကျွန်တော်စီရီယံဝန်ထမ်းအနေနဲ့ပတ်သက်ပြီးတော့နော်အတွေးအမြင်လေးတွေကျွန်တော်မျှဝေပြီးအမြဲတမ်းမျှဝေတင်ပြနေမှာဖြစ်ပါတယ်ခင်ဗျာဝင်ရောက်ကြည့်ရှုပေးတဲ့တဦးချင်းတယောက်ချင်းစီတိုင်းကိုလည်းပဲအထူးကျေးဇူးတင်ပါတယ်လို့ပြောကြရင်းနဲ့နှီးကုန်းချုပ်ပါတယ်